အားလုံးပဲမင်္ဂလာပါဘောဘော channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆိုပြီးပါကဘာဖလားအုပ်စုပွဲစဉ်တွေရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဒါပွဲစဉ်3ကမနေ့ကဆိုရင်ဒါအုပ်စု3စုကန်သွားပြီပေါ့နော်အုပ်စု3စုကန်သွားပြီအထဲမှာဒါ group A မှာဆိုရင်ပူးတဲ့အင်ရှင်မက္ကဆီကိုနဲ့တောင်အာဖရိကတို့ကဒါနောက်တစ်ဆင့်တက်ဖို့တေချာသွားပြီဖြစ်ပါတယ်တောင်ကိုရီးယားကတော့အုပ်စုတတိယနေရာမှာရောက်ရှိနေပြီးတော့ဒါနောက်တစ်ဆင့်တက်ဖို့အတွက်တခြားအုပ်စုတွေဒါဘယ်လိုလာမလဲဆိုတာသူ့အနေနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အုပ်စုတတိယနေရာကရှစ်သင်းမဲ့နောက်တစ်ဆင့်ကိုတက်မှာပေါ့နော်ရှစ်သင်းမဲ့နောက်တစ်ဆင့်ကိုတက်မှာဖြစ်တဲ့အတွက်ဒါသူတို့အနေနဲ့အကောင်းဆုံးတတိယနေရာရရှိမှနောက်တစ်ဆင့်တက်ရမှာပေါ့နော်နောက်အုပ်စုတွေမှာဘယ်သူတွေကဘယ်လိုရမှတ်တွေနဲ့ဘယ်လိုတွေရလက်တွေထွက်လာမလဲဆိုတာကိုစောင့်ကြည့်အောင်မှာဖြစ်ပါတယ် group B မှာဆိုရင်တော့ဆွစ်ဇာလန်နဲ့ပူးတဲ့အင်ရှင်ကနေဒါတို့ကနောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်ကနေဒါကတော့အုပ်စုဒုတိယပေါ့နော်ဆွစ်ဇာလန်အုပ်စုပထမနေရာကနေပြီးတော့နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့တာပါအုပ်စုတတိယနေရာမှာတော့ဒါနောက်တစ်ဆင့်ကိုတက်ရောက်ဖို့ယာကိုင်နှုန်းများသွားပြီဖြစ်တဲ့ဘော့စနီးယားကရပ်တည်နေပါတယ်ဘာလို့လဲဆိုတော့ဒီဘော့စနီးယားကရမှတ်၄မှတ်နဲ့ဆိုတော့အကောင်းဆုံးတတိယနေရာကနေနောက်တစ်ဆင့်တက်ဖို့အတွက်အသေးချာတလောက်တော့ရှိနေပါပြီကမ္ဘာဖလားအုပ်စု C မှာဆိုရင်တော့ဘရာဇီးနဲ့မော်ရိုကိုတို့ကနောက်တစ်ဆင့်တက်ရောက်သွားပြီးတော့စကော့တလန်ကတော့နောက်တစ်ဆင့်တက်ရောက်ဖို့အတွက်တတိယနေရာကနေစောင့်ဆိုင်းနေရပါတယ်ဒီနေ့ညမှာလဲကမ္ဘာဖလားရဲ့ဒါအုပ်စုပွဲစဉ်တွေကနောက်ဆုံးပွဲစဉ်တွေရဲ့ဒါအုပ်စုပွဲစဉ်နှစ်ပွဲစီကိုပေါ့နော်တစ်ချိန်တည်းဒီမှာကန်သွားမဲ့ဒါအုပ်စု3စုရှိပါတယ်ဒီထဲကမှကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာကမ္ဘာဖလားအုပ်စု E ပွဲစဉ်တွေရဲ့ပွဲကြို30ချက်ကိုဘရိုနဲ့တူပြုလုပ်ပေးသွားချင်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါဦးကျွန်တော်ဗီဒီယိုတွေကို YouTube Facebook နဲ့ TikTok တွေမှာကြည့်ရှုနိုင်ပါတယ်ပထမဆုံးပွဲစဉ်အနေနဲ့ဒီနေ့ညမနက်ဖြန်မနက်မြန်မာစံတော်ချိန်2နာရီခွဲမှာကန်မဲ့ဂျာမနီနဲ့အီကွေဒေါတို့ရဲ့ပွဲစဉ်ကိုစပြီးတော့သုံးသပ်ပေးကြပါတယ်ကမ္ဘာဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ရလဒ်တွေဘယ်လိုပဲဖြစ်ဖြစ်ဂျာမနီအသင်းကတော့အုပ်စု E ရဲ့ထိပ်ဆုံးနေရာမှာရောက်ရှိနေမှာတေချာနေတဲ့အခွင့်အထူးကိုရရှိပြီးသားဖြစ်ပါတယ်ဒါပေမဲ့အီကွေဒေါကတော့ပြိုင်ပွဲမှာဆက်ရှိနေဖို့အတွက်ရုန်းကန်ရတော့မှာပါနှစ်ပွဲကစားနှစ်ပွဲနိုင်ပြီးတဲ့နောက်မှာနာဂက်စမန်ရဲ့ဂျာမနီအသင်းကနောက်တစ်ဆင့်ပေါ့နော်32သင်းအဆင့်ကိုတက်ရောက်ဖို့တေချာနေဖြစ်ပါတယ်အခုဆိုရင်ရှုံးထွက်အဆင့်ပွဲစဉ်တွေမတိုင်ခင်ကစားသမားတွေကိုအလှည့်ကျအနာပေးတာဒါမှမဟုတ် viewer အသစ်တွေစမ်းသပ်ဖို့သူတို့အနေနဲ့အခွင့်အရေးရရှိထားပါတယ်။အီကွေဒေါအတွက်တော့နောက်တစ်ဆင့်တက်ဖို့တေချာစေမဲ့တခုတည်းသောနီလန်ကဂျာမနီကိုအနိုင်ယူဖို့ပဲဖြစ်ပြီးတော့အနိုင်ရခဲ့မယ်ဆိုရင်တော့ဒါအကောင်းဆုံးအုပ်စုတတိယရတဲ့အသင်းတွေကတသင်းအနေနဲ့ပဲဒါနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့များပါတယ်။ဒီတောင်အမေရိကအသင်းရဲ့အားသာချက်ကတော့ဒါကြန့်ခိုင်မှုကိုအသုံးချပြီးတော့ဒါပေးကိုနေတဲ့ခန်းစစ်အင်အားနဲ့အတူဒါခြေစစ်ပွဲတွေကိုကောင်းကောင်းမွန်မွန်ကြော်ဖြတ်လာခဲ့တာကြောင့်ပြိုင်ပွဲမစတင်ခင်ကဒီအသင်းကိုကျွန်တော်တို့ကဖြတ်မြင်းအသင်းဆိုပြီးတော့မျှော်လင့်ချက်တွေမြင်မာခဲ့တာပါဒါပေမဲ့သူတို့ကဒါကမ္ဘာဖလားအဖွင့်ပွဲစဉ်မှာ Ivory Coast ကိုဒါရှုံးနိမ့်ခဲ့တာကမျှော်လင့်ချက်တွေကိုအလုံးစုံဒါပြောင်းလဲပြရလောက်အောင်မဟုတ်ခဲ့ပေမဲ့ဂျူရာဆောင်းနဲ့ဒါဂိုးမရှိသေးကြခဲ့တာကတော့သူတို့ရဲ့ဒါစွမ်းဆောင်ရည်တွေအပေါ်စဉ်းစားစရာဖြစ်လာခဲ့ပါတယ်အီကွေဒေါအသင်းကဂိုးပေါက်ကန်ချက်28ကြိမ်အထိပြုလုပ်ခဲ့ပေမဲ့ဂျူရာဆောင်းဂိုးသမားအီလိုင်းရွန်ကိုဒါကြော်ဖြတ်ပြီးတော့ဂိုးမသွင်းနိုင်ခဲ့တာကြောင့်လက်ရှိပြိုင်ပွဲရဲ့အံ့အားသင့်စရာအကောင်းဆုံးရလဒ်တစ်ခုအနေနဲ့အဲ့ဒီပွဲစဉ်ကဖြစ်ခဲ့ပါတယ်ဂျာမနီရဲ့စိတ်ရေးလက်ရေးရှိနေတဲ့ဒီအခြေအနေကအီကွေဒေါအတွက်သူတို့ရဲ့အရေးသွေးတွေကိုအသက်သေပြပြီးတော့နောက်တစ်ဆင့်တက်ဖို့ဒါမျှော်လင့်ချက်တစ်ခုဖြစ်လာစေနိုင်ပါတယ်အီကွေဒေါအသင်းမှာတော့ဒီအုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင်ဒဏ်ရာရတာဒါမှမဟုတ်ပွဲပဲခံရတာမျိုးတွေမရှိသေးပါဘူးခြေစွမ်းပိုင်းအားရစရာမရှိခဲ့ပေမဲ့အီကွေဒေါနီးပြအနေနဲ့ဂျူရာဆောင်းတဲ့ပွဲစဉ်ကအတိုင်း3-2လူစင်းကိုပဲဆက်ပြီးတော့သုံးလာနိုင်ပြီးအသက်36နှစ်အရွယ်အန်နာဗလန်စီယာကတိုက်စစ်မှာဂွန်ဆာလိုပလာတာနဲ့အတူဒါဥဆောင်လာမှာပါသူတို့အတွက်အခွင့်အရေးဖန်တီးနိုင်မှုကပြဿနာမဟုတ်ပဲဒါရလာတဲ့အခွင့်အရေးတွေကိုဂိုးဖြစ်ကမ္ဘာဖလားမှာမပြောင်းလဲနိုင်တာကအဓိကပြဿနာဖြစ်နေပါတယ်နာဂက်စမန်ကတော့ Ivory Coast နဲ့ပွဲမှာခြေချင်းဝတ်တန်ရာပြင်းထန်စွာရရှိပြီးတော့ပြိုင်ပွဲကနေနှုတ်ထွက်ခဲ့ရတဲ့နောက်ခံလူရှလော့တာဘတ်မပါဝင်နိုင်တဲ့အတွက်အစီအစဉ်အသစ်ဆွဲရတော့မှာပါဒေါမွန်နောက်ခံလူရဲ့နေရာမှာရူဒီကာကဝင်ရောက်ကစားပေးခဲ့ပြီးဒီပွဲမှာအကြီးကျယ်လူစင်းအပြောင်းလဲပြုလုပ်မှုရဲ့ဒါတစိမ့်ပိုင်းဖြစ်တဲ့ဒါနယူကာဆယ်ရဲ့မာလစ်တီယောနဲ့တွဲဖက်ပြီးတော့ဒါအသုံးပြုလာနိုင်ပါတယ်ဂျာမနီဘက်ကကြည့်မယ်ဆိုရင်ဒါကအနိုင်အရှုံးတိတ်မလိုတော့တဲ့ပွဲဖြစ်တာကြောင့်ပြီးခဲ့တဲ့ပွဲကပွဲထက်ကစားသမားတွေဒီပွဲမှာဆက်ကစားတာမျိုးမြင်ရဖို့ခက်ပါတယ်စိတ်ဝင်စားစရာတစ်ခုကတော့ဒါအန်ဒက်အနေနဲ့အမြဲတမ်းဒါလူစားလဲကစားသမားအနေနဲ့ပဲပွဲမှာပါဝင်ရတယ်ပေါ့နော်ပြီးတော့ဒီလူစားလဲကစားသမားအနေနဲ့ပဲသူကအမြဲတမ်းဝင်လာပြီးတော့ဂိုးသွင်းလေးရှိရပေါ့ဒါကြောင့်ဒီပွဲစဉ်မှာရောဒီလိုမျိုး
လူစားလဲကစားသမားအနေနဲ့ပဲပါဝင်လာရမလားဒါမှမဟုတ်သူ့ကိုစမ်းသပ်တဲ့အနေနဲ့ဒီလိုမျိုးအမှတ်မလိုတဲ့ပွဲတွေမှာပွဲထွက်ကစားသမားအနေနဲ့သုံးလာမလားဆိုတာတော့ကျွန်တော်တို့စိတ်ဝင်စားစရာတစ်ခုပါပဲဒီပွဲစဉ်ရဲ့ထူးခြားတဲ့အချက်တွေကိုလည်းပြောပြပေးချင်ပါတယ်Antef ကဂျာမနီရဲ့ပွဲနှစ်ပွဲစလုံးမှာပွဲထွက်ခွင့်မရခဲ့ပေမဲ့ဒီကမ္ဘာဖလားမှာသွင်းဂိုးနဲ့ဂိုးဖန်တီးမှုစုစုပေါင်း9ချိန်အထိပြုလုပ်ထားပါတယ်သူ့ရဲ့လူစားဝင်ကစားသမားအဖြစ်စွမ်းဆောင်နိုင်မှုက1990ကမ္ဘာဖလားတုန်းကမီလာတင်ရှိခဲ့တဲ့စံချိန်ကိုလိုက်မီခဲ့တာဖြစ်ပါတယ်ဂျာမနီက17ပွဲဆက်တိုက်နိုင်ပွဲရရှိထားပြီးအခုကမ္ဘာဖလားမှာသွင်းဂိုး9ဂိုးနဲ့ဂိုးအများဆုံးသွင်းထားတဲ့အသင်းဖြစ်ပါတယ်တစ်ဖက်မှာတော့အီကွေဒေါက19ပွဲဆက်ရှုံးပွဲမရှိစံချိန်နဲ့ပြိုင်ပွဲကိုရောက်လာခဲ့ပေမဲ့အခုတော့ကမ္ဘာဖလားမှာရုန်းကန်နေရပါတယ်အီကွေဒေါအသင်းကကမ္ဘာဖလားမှာ၄ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေတာဖြစ်ပြီးဒါကသူတို့နိုင်ငံသမိုင်းတစ်လျှောက်အရှည်ကြာဆုံးနိုင်ပွဲပျောက်ဆုံးမှုဖြစ်ပါတယ်အီကွေဒေါရဲ့ခံစစ်ကျစ်လက်မှုကလူသိများပေမဲ့ရှေ့တန်းရဲ့ဂိုးမသွင်းနိုင်မှုကပဲသူတို့ကိုအခက်တွေ့စေခဲ့တာပါတောင်အမေရိကအသင်းကဒီကမ္ဘာဖလားမှာအခုထိဒါသူတို့အနေနဲ့ဂိုးမသွင်းနိုင်သေးဘူးပေါ့နော်တခြားအသင်းတွေနဲ့မတူတာကတော့အီကွေဒေါရဲ့ဂိုးပေါက်ပျောက်ဆုံးမှုကစ조사မှုအားနည်းလို့မဟုတ်ပါဘူးအီကွေဒေါကတပွဲကိုဂိုးပေါက်တဲ့ကန်ချက်၈ချိန်နဲ့ဂျာမနီကလွဲရင်ဒါသူ့အနေနဲ့ဒီပြိုင်ပွဲမှာအများဆုံးဖြစ်ပြီးအပိုင်ကိုရမယ့်အခွင့်အရေးလွဲချော်မှု9ချိန်နဲ့အများဆုံးလွဲချော်ထားတဲ့အသင်းလည်းဖြစ်နေပါတယ်ဂျာမနီအနေနဲ့ဒီပွဲမှာရမှတ်တွေမလိုအပ်တော့ပေမဲ့နာမည်ကျော်ကြားတဲ့အတိုင်းရုန်းကန်နေရတဲ့ပြိုင်ဘက်ကိုအလျှော့ပေးမဲ့အသင်းမျိုးမဟုတ်ပါဘူးလူစားဝင်ကစားသမားတွေအနေနဲ့လည်းဒါအန်ဒက်စွမ်းဆောင်ပြခဲ့တဲ့လိုမျိုးရှုံးထွက်အဆင့်တွေမှာမိနစ်ပိုင်းသူတို့ကစားခွင့်ရရှိဖို့အတွက်သူတို့ရဲ့အရေးချင်းကိုဒီလိုမျိုးဒါအမှတ်မလိုတဲ့ပွဲမှာတက်တည်ပြခြင်းနေမှာပါအီကွေဒေါရဲ့ဒါတိုက်စစ်ကိုဂိုးမသွင်းနိုင်အောင်မလှုပ်ဆောင်နိုင်ဘူးဆိုရင်တော့ဒါကအီကွေဒေါအတွက်လမ်းဆုံးဖြစ်သွားပါလိမ့်မယ်ဒါကြောင့်ဒီဂျာမနီနဲ့ပွဲစဉ်မှာတော့အီကွေဒေါဘက်ကလည်းဂိုးသွင်းမယ်ဂျာမနီဘက်ကလည်းဂိုးသွင်းနိုင်မဲ့အနေအထားမှာရှိနေပြီးတော့အီကွေဒေါကအနိုင်ရရှိဖို့ကြိုးစားရင်းနဲ့ဒါနောက်ဆုံးမှာတေရလက်ထွက်ပေါ်သွားနိုင်တယ်လို့ကျွန်တော်အနေနဲ့ခံမှန်းသုံးသပ်ပေးချင်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့မြန်မာစံတော်ချိန်2နာရီခွဲမှာပဲကစားမဲ့ကျူရာဆောင်နဲ့ Ivory Coast တို့ပွဲကိုဆက်ပြီးတော့သုံးသပ်ပေးချင်ပါတယ်ဒီနေ့ညမှာကစားမဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာကျူရာဆောင်နဲ့Ivory Coast တို့အသင်းနှစ်သင်းစလုံးအတွက်2026ကမ္ဘာဖလားရဲ့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အတွက်အခွင့်အရေးရှိနေပါတယ်နှစ်သင်းစလုံးကတမိုင်းတစ်လျှောက်ရှုံးထွက်အဆင့်ကိုပထမဆုံးအကြိမ်တက်လှမ်းနိုင်မဲ့အခွင့်အရေးရှိနေတာကြောင့်ဒီထက်ပိုပြီးတော့အလောင်းစားမျက်နှာမျိုးမရှိနိုင်တော့ပါဘူးကျူရာဆောင်ကကမ္ဘာဖလားကိုပထမဆုံးအကြိမ်လာရောက်ရှင်ပြိုင်တာဖြစ်ပြီး Ivory Coast ကတော့2006 2010နဲ့2014တုန်းကအုပ်စုအဆင့်ကနေပဲထွက်ခွာခဲ့ရတာဖြစ်ပါတယ်အုပ်စုနောက်ဆုံးအဆင့်ပြောင်းလဲတွေကအများကြီးရှိနိုင်ပေမဲ့ဘယ်အသင်းမဆိုအနိုင်ရရင်တော့32သင်းအဆင့်ကိုတေချာပေါက်တက်လှမ်းနိုင်မှာဖြစ်ပြီး Ivory Coast အတွက်ကတော့တေချာရင်လည်းလုံလောက်မှာဖြစ်ပါတယ်Ivory Coast နီးပြအနေနဲ့နောက်ဆုံးပွဲမှာကျူရာဆောင်ကိုအနိုင်ရရှိပြီးအုပ်စု E ရဲ့ဒုတိယနေရာနဲ့32သင်းအဆင့်ကိုအေးအေးလူလူတက်လှမ်းနိုင်ဖို့မျှော်လင့်ချက်မြင်မာနေမှာသိကြပါတယ်။တစ်ဖက်မှာတော့ကျူရာဆောင်ကကမ္ဘာဖလားရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးဇလန်းတစ်ပုတ်ဖြစ်နေပါတယ်။ကာရစ်ဘီယံကျွန်းနိုင်ငံလေးကပထမပွဲမှာဂျာမနီကို9ဂိုးတကိုးနဲ့အပြတ်သက်ရှုံးနိမ့်ခဲ့ပေမဲ့ဒုတိယပွဲစဉ်မှာတော့အီကွေဒေါလိုအသင်းမျိုးကိုဂိုးမရှိသေးကစားနိုင်ခဲ့တဲ့အကြောင်းပြိုင်ပွဲမှာစတုတ္ထမြောက်ပွဲစဉ်အထိဆက်ရှိနေဖို့မျှော်လင့်ချက်သူတို့စီမှာအနှဲငယ်ရှိလာခဲ့ပါတယ်။ကျူရာဆောင်ကစားသမားတွေအတွက်အနိုင်ရလက်တစ်ခုတည်းကပဲဒါအလုပ်ဖြစ်မှာပါတကယ်လို့အနိုင်ရခဲ့ရင်တော့ဒါကတကယ်ကမ္ဘာဖလားရဲ့ကျွန်တော်မထင်မှတ်ထားတဲ့ surprise ပုံမြန်တစ်ခုဖြစ်လာအောင်ပါပထမနှစ်ပွဲမှာ Ivory Coast ရဲ့အကောင်းဆုံးကစားသမားတဦးဖြစ်တဲ့စင်ကိုကတော့ဂျာမနီနဲ့ပွဲမှာပေါင်တော်ကျော်ဒဏ်ရာရရှိခဲ့တာကြောင့်ဒီပွဲကိုလွဲချော်အောင်ပါပြင်သစ်အသင်းကဒီဇိုင်ယာဒူရီရဲ့ညီဖြစ်တဲ့ဂီလာဒူရီကညာနောက်ခံလူနေရာမှာအစားဝင်လာဖို့ရှိပါတယ်ဒါမှမဟုတ်ရင်လည်းနီးပြဖာအေးအနေနဲ့ဂျာမနီနဲ့ပွဲကလူစင်တိုင်းပဲ73လာနိုင်ပြီးတိုက်စစ်ပိုင်းမှာတော့လှည့်မြန်ဖြတ်လက်ပြီးလှည့်ကွက်များတဲ့ဒီယိုမန်ဒီနဲ့အာမက်ဒီယာလိုတို့အပြင်အင်တာမီလန်ရဲ့လူငယ်တိုက်စစ်မှုဘွန်နီတို့ကိုအားကိုးလာမှာဖြစ်ပါတယ်ဒီပွဲရဲ့ထူးခြားတဲ့ချက်လေးတွေပြောချင်ပါတယ်ကျူရာဆောင်ကအီကွေဒေါရဲ့ဂိုးရနိုင်ခြေ 3.35 ရှိခဲ့တဲ့ကန်ချက်28ကြိမ်ကိုကျဉ်းကျဉ်းခံပြီးတော့ဂိုးမရှိသေးရလက်နဲ့သူတို့ရဲ့ပထမဆုံးကမ္ဘာဖလားရမှတ်ကိုရယူနိုင်ခဲ့ပါတယ်ဂိုးသမားအီရိုင်းရွန်ကကာကွယ်မှု15ချိန်အထိပြုလုပ်ခဲ့ပြီးဒါက1966ခုနှစ်ကတည်းကစံချိန်မှတ်တမ်းတင်ခဲ့တဲ့မိနစ်90အတွင်းဂိုးသမားတဦးရဲ့အများဆုံးကာကွယ်မှုစံချိန်ဖြစ်ပါတယ်ဂျာမနီနဲ့ပွဲမှာ Ivory Coast ကတိုက်စစ်ရဲ့56%ကိုဒီယိုမန်နီကစားတဲ့ဘယ်ချမ်းကနေပဲပုံဖော်ခဲ့တာပါဒီကမ္ဘာဖလားမှာအခုထိဂိုးမသွင်းရသေးတဲ့အသက်16နှစ်အရွယ်ကစားသမားကအီကွေဒေါနဲ့ပွဲတုန်းကလည်းအခွင့်အရေးအများဆုံး9ချိန်အထိဖန်တီးပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်
Ivory Coast ကဒီပြိုင်ပွဲမှာအခြေအနေကောင်းနေပြီးပထမပွဲမှာနောက်ဆုံးမိနစ်သွင်းဂိုးနဲ့နိုင်ခဲ့သလိုဒုတိယပွဲမှာလည်းနောက်ဆုံးမိနစ်ဂိုးနဲ့ပဲရှုံးနိမ့်ခဲ့ပါတယ်။ပြောင်းရွှေ့ကြေးဒေါ်လာ115သန်းတန်ကြေးရှိတဲ့ဒီယိုမန်ဒီကကမ္ဘာဖလားရဲ့မျက်စိကျစရာအကောင်းဆုံးကျယ်ပွင့်နေတဲ့ကတအုပ်ဖြစ်နေပါတယ်။ Ivory Coast ကကျူရာဆောင်းရဲ့ဂိုးရှိမှာအီကွေဒေါလိုမျိုးဂိုးလွဲချော်မှုတွေအများကြီးလုပ်နေမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒါကပွဲကိုစိုးမိုးကစားရမယ့်အာဖရိကအသင်းတော်စိန်ခေါ်မှုပုံစံတစ်ခုဖြစ်နေပါတယ်။ကျူရာဆောင်းအတွက်အကောင်းဆုံးအခွင့်အရေးကတော့ခန်းစစ်ကိုပဲအာယုံစိုက်ပြီးတံပြန်တိုက်စစ်နဲ့ကစားဖို့ပါပဲ။ဒါပေမဲ့ကြီးမားတဲ့အံအားသင့်စရာမျိုးမရှိခဲ့ရင်တော့ဒါက Ivory Coast အသင်းအတွက်တက်တောင့်တက်တာနဲ့အပြတ်သက်အနိုင်ရမယ့်ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ဘရိုအနေနဲ့ရောဒီပွဲစဉ်တွေပေါ်ဘယ်လိုမြင်မိပါသလဲ။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးခဲ့ကြပါဦး။ဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းထပ်မံဆုံနေနိုင်ဖို့ like follow subscribe လုပ်ပေးခဲ့ကြပါဦး။